ကြီးပဲမတ်တဲ့မသိအင်မတန်မချီလိုက်တာမိခင်မြတ်တာကြီးပါကွာနောက်တနေ့ကလေးကခွန်းနေပြီးကြောင်းနေရညနေတာလေပင်ညစ်တဲ့သူကချီးထွက်တော့မယ်အညစ်ခံရသူကအေးစီပဲဒီနေ့ကျွန်တော်တို့ကြည့်မဲ့ကတော့အုတ်ကြမြပေါက်ကအပိုင်း2လေးပဲဖြစ်ပါတယ်အခုမှကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစကြည့်ရဆိုရင်တော့ subscribe လေးလုပ်ခဲ့ပေးပါဦးသူတငယ်ချင်းကိုခွေးလူနွားလို့စောင့်ကန်တော့စောက်ခက်ကဆုပ်ရတတ်သွားပြီရစီရမရှိဘူးအဲ့ဒါကိုဟိုကောင်ကရက်ကြည့်နေတယ်ချာလေးဘာလို့တက်လဲကိုတငယ်ချင်းအပြင်ဆုပ်ရတတ်သွားပြီအဲ့ဒါကိုချာရမလားမချာရဘူးလဲလမ်းပြောင်းနေတော့မင်းမချာလဲမင်းသားတော့ချာမှာပဲရောတလုံးစားဘောပိတ်ကန်နဲ့ဟုတ်တယ်မန်နဲ့ရိုက်လိုက်တော့သွေးတွေထွက်တယ်နေပေါင်းခေးရိုက်လိုက်တော့ဒုက္ခရောက်တော့မရောက်သေးဘူးဗစက်တရသွေးတွေကထွက်နေပြီအော်ဒုက္ခထီတောင်မထီသေးဘူးသွေးရဘာလို့ထွက်တာလဲစာပြမောင်းကိုတပည့်တွေကိုလူတွေအကုန်လုံးရိုက်ခံရလို့အကုန်လုံးချောသွားပြီအဲ့ဒါကိုဘိုးကြီးကနောက်ဆုံးကနေလာပြီးတော့မှကြိုက်တယ်ပထမတစ်ချက်ကျွန်တော်နားမရတာကလူစိုးခိုင်းရဲ့အန်ဒီရထားလေးဒုတိယတစ်ချက်ကသူဘာလို့ပြောင်းတာလဲကတယောက်လို့ကျွန်တော်ပြောပြပါအောင်ဒီအခန်းဒီလိုအမှုအရာဒီမြက်ခွဲကြီးနဲ့ဒီဆုတ်ကဆုတ်လို့လားကွာမင်းဆောက်ရှက်ကဇလန်တူတော့မရိုက်နိုင်ပဲနဲ့အော် sorry ဇလန်ရိုက်နေတာအော်ဇက်ကကဲဇက်ကရိုက်တာတော့ဟုတ်ပါပြီလူတွေကဓာတ်တွေနဲ့အသက်အတီကြီးရန်ဖြစ်နေကြတာဘေးကနေရီးနေတယ်ရီးစရာဘာလို့လဲဒါဇက်ကရိုက်နေတာလေမင်းအုံအောင်နဲ့ဘာများစဉ်းစားချင်လို့လဲအုံအောင်မရှိလို့မင်းကိုယ်တိုင်စပ်ပြမောင်းအော်ဟုတ်ကျေးဇူးဦးလေးစပြမုံနေကောင်းလားအားရောက်မရိုင်းနိုင်တော့ရုပ်ကိုတစ်ချက်ရှိုးတယ်မှာ20ကျော်လို့ထင်ရပေမဲ့16 18မဟုတ်ဘူးကျွန်တော်အဲ့လိုဆဲတာတွေအဲ့လိုဟိုဟာတွေကြိုက်တယ်လို့လာပြောကျွန်တော်တီးခံမှာပေါ့အဲ့လိုမျိုးတွေးထားတာအခုဟာကြီးကတော်တော်လေးမိုက်ရိုင်းနေပြီဒါတီးခံလို့မရတော့ညလေးတွေမနာထောင်ကိုကြီးကရုပ်ချောတဲ့လောက်အသက်ငယ်တာဟုတ်တယ်ကထားပါတော့ဇလန်ဆက်ကြည့်မယ်မဟုတ်ဘူးရုပ်ကတကယ်ချောတာဟုတ်တယ်ဘေးရမမရဟိုတွညစ်လေပင်ဘေးရလာဆွဲမဲ့လို့တော့အနောက်မမြင်နဲ့ပိတ်ကန်လိုက်တဲ့တေးချသွားပြီသူကမျက်စိအရှိမပဲပါလဲအနောက်လေသူကမြင်တယ်ကဲအနောက်ကိုမြင်တာလဲလက်ခံပြလိုက်တယ်ဒါပေမဲ့အကန်ခံရတဲ့ကောင်ကအရှိတက်ကနေအကန်ခံရတာကန်တဲ့ဘက်ကိုလွင့်သွားရမှာလေကန်တဲ့ဘက်ကိုလွင့်မသွားဘဲနဲ့အနောက်မှာ TV ရှိနေတော့ဘေးဘက်ကိုပြုတ်ကြတဲ့ညနေတာလေပင်ညစ်တဲ့သူကချီးထွက်တော့မယ်အညစ်ခံရသူကအေးစီပဲရှာလီထုတ်တော့အလုပ်ပေးကြောင်နေကြည့်ကောင်းသေးတယ်လေဝါတော့တောင်မှအံ့ဩနေတယ်မစီမဆိုင်ညစ်တာလဲသူပဲငိုတာလဲသူပဲထိုးကောင်ရှင်းဖို့လာတာရဲတောင်မှခွင့်ပြုပြီးတော့မှပေးဝင်နေပြီအဲ့ဒါကိုပါစက်ထက်မှကျူရီကိုဖွက်ပြီးတော့ယူလာတာပြနေတယ်ကျွန်တော်ကြတော့ဇက်ကလူကြည့်လို့ပြောကြတယ်ဒါလည်းဇက်ကပဲအဲ့ဒီရဲစီကတနက်ခဏငါပြီးတော့ပြစ်လိုက်ပြီးပြီဟာအစကောင်ပဲကောင်သူပဲနေမဲအတားနေငါတော့မဟုတ်လားရှင်းဖို့ရောက်လာတဲ့လူမကြီးကဘေးနားလဲရောက်တော့ရှက်တက်လို့ကြောက်တက်လို့မသိပါလဲပေါ့အလုတ်သမားတွေတကယ်အလုတ်သမားပဲမသိရင်ကားတကားဖွင့်ဖို့လောက်ပဲပတ်စံပေးထားတာမသိဘူးအိမ်တကားကြတော့ကိုယ့်အကူလာဖွင့်လက်မကိုင်းထားတဲ့ဟာကြီးကလေးလက်မကြုံမြင်တော့မမြင်အောင်အဲ့ဒါနဲ့လာရိုက်တာလေထီတောင်မထီဘူးသေးတာပဲဒီဘာပြောနေရလဲဗျာကျွန်တော်နည်းနည်းရှင်းပြအောင်များတာဟုတ်တယ်အလီကပတ်စံရတဲ့အလုံးမှန်တယ်ညအကုန်လုံးမင်းတို့မိသားစုတွေကပတ်စံကုန်မဲ့အလုံးမှန်တယ်ညအကုန်လုံးတယ်ဒါကြောင့်အရေအခုကြီးကလာစိတ်ညစ်တယ်ဒီနေ့ပြောလို့ပြီးမလားအခုချီးပါခြင်းလို့မနဲ့ပြန်ပြောလို့မရဘူးလား Our superior independent woman mama be like ရိုက်ကြည့်လိုက်လေနေရိုက်ကြည့်လိုက်စမ်းပါနေငါဘာမှလက်ပါစရာအကြောင်းမရှိဘူးနော်ခုနပြောတော့ထီကြီးဆိုပြောစရာစကားမရှိတော့ကွာရိုက်ကြည့်လိုက်လေနေရိုက်ကြည့်လိုက်စမ်းမအေးထွက်ခါနေတောင်ယူနေတဲ့ရကွာကြည်ပါအောင်မတိမအေးအစစ်တောင်မသူ့လောက်မအေးဘူးအမေတောင်မသူ့လောက်မအမေဘူးမတိသူ့ရဟရသူ့အမေဟိုက်တဲ့ပူပြီးတော့စစ်နေတယ်ဗောမိခင်မြတ်တာမသိအင်မတန်မချီလိုက်တာမိခင်မြတ်တာကြီးပါကွာနောက်တနေ့ကလေးကခွန်းနေပြီးကြောင်းနေရပြီအဲ့မနေတူဘေးကြီးမရှိစင်ရတဲ့ညောင်ကိုစောင်းတနာလို့ဆိုပြီးတော့မြို့လိုက်တပတ်ခေါ်ရတယ်ခေါ်သွားတာတော့မနဲ့ဒါပေမဲ့ဒီဘေးကြီးကိုစီးတိုက်ဖို့မိသွားတော့ brother ပြီးလိုက် no ကျွန်တော်တယောက်တည်းမဟုတ်ဘူးသူရဲ့ over acting ကိုနောက်ကဘေးကြီးလည်းသဘောမကျအောင်ဖြစ်နေမမကြီးပြီးလိုက်ငါသားလေးဘယ်မှာရှိနေတာသိနေလို့လားပြောတော့လေဒီနေ့ပြောလို့ပြအောင်မလားခ
ကျုပ်နဲ့လိုက်ခဲ့ဗျာ ဘာလာယူလေးတစ်ချက်လောက်ရှူတခုလိုလိုချက်ပိုးလိုလိုဝရင်းကောင်းလိုလိုဝရင်းစော်တဲ့ကောင်ပြောတာပါအဲ့လိုကောင်လိုက်ခဲ့ဆိုတော့မချက်ချင်းပဲလိုက်သွားတဲ့လန်တဝက်လောက်ရောက်ပြီးမကားရက်ပြီးတော့မနဲ့ဘေးပြီးလိုက်တာမေဟာဂျီမမတ်တဲ့ဘာလဲရိုက်ခဲရနေရမှာပြောလိုက်ရင်ကြာတော့မြင်တီးသွားမှဆိုလို့ကားစီးလာပြီးတော့မှလန်တဝက်လောက်ရောက်မှကားရက်ပြီးတော့ပြောနေရလား မင်းတို့တွေမသိသေးတယ်ငါဘဝရဲ့ Paradise လို့ငရဲခံအောင်ငါဘာရွေချက်နဲ့ရှိနေလဲဆိုတာငါနေလို့ပြောပြမှာပါ ကျေးဇူးပြုရင်မပြောနဲ့တော့ and then mama be like အတူတူလာတော့တယောက်ကလမ်းမှာကြံခဲ့တယ်မသိလိုက်ဘူးအေးဘဘလောက်အဝေးခရီး border ကိုသူတို့ကလမ်းလျှောက်ပြီးတော့လာခဲ့တာလည်းမသိဘူးလူတယောက်ကြံခဲ့တော့မသိလိုက်ဘူးဒါပေမဲ့သူတို့အဲ့လောက်အဝေးကြီးကနေလမ်းလျှောက်လာတဲ့အင်ဂျီတွေနည်းနည်းမှမပေးဘူးမဲကြီးဟိုကောင်တယောက်ကိုခြုံတဲဆွဲပြီးတော့မှတယောက်ဘလက်ကရကျင်းနေကျန်သူတွေထိုင်ကျင်းနေတဲ့နောက်ဆုံးတော့မမကိုလည်းခြုံတဲခေါ်ပြီးတော့မှဟိုကောင်ကဟိုကိစ္စကိုဆောင်ရွက်သွားတဲ့ဒါနဲ့နေပါအောင်ဘယ်ကိစ္စဆောင်ရွက်သွားတာလဲဟိုကောင်ကတော့ဘောင်းပီစီပိတ်ပြီးတော့သွားတယ်ပဲထားပါတော့မမဆိုရင်အပေါ်အင်ဂျီပဲပြန်ဝတ်နေတဲ့ကျင်းသွားတယ်ပလွေကာရလားဘလက်ကာရလားမဟုတ်အင်ဂျီကအပေါ်အင်ဂျီပဲချွတ်ထားတယ်ဆိုတော့လေဒါနဲ့ကျွန်တော်မေးချင်တာပလွေကာရလေးပဲကျင်းသွားတာကိုအဲ့လောက်ငိုစရာလို့လားကွာစားပြမောနောက်ဆုံးတော့မလည်းလောကကြီးကိုစိတ်ကုံတော့ကလေးတွေဝိုင်းခေါ်ပြီးတော့မှကလေးတွေဝိုင်းပြီးတော့စားတွေတင်ပေးတော့တာပဲဘာလာမြန်မာနိုင်ငံမှာတခြားခြုံတွေမရှိတော့ဘူးလားကွာခုနပလွေကာရကျင်းသွားတဲ့ခြုံထဲမှာပဲလာပြီးတော့မှစားတင်ပေးနေတဲ့ မဟုတ်ပါဘူး ဘာလို့မဟုတ်ရမလဲတေချာကြည့်အဲ့ဒီခြုံပဲစားပြမောင်းကွဲကုံတော့မှပဲမရှိတဲ့ဟာတွေယောက်ျားလေးဖြစ်ရင်တော့ရှိတယ်ထင်းနာတဲ့အောင်နဲ့အော်တဲ့အခုလေကန်တော့အော်နေတဲ့ဆိုတော့အောင်လို့နေမှာပေါ့အောင်နဲ့ဆိုတော့ရှိလို့နေမှာပေါ့မေကြီး ဟာအကိုကြီးကလည်းလုံးလို့တော့မပြတ်မသားနဲ့အဲ့ကြောင့်စင်တီကမကြိုက် ကြောကောင်မအော်ချင်အောင်စောက်တန်ထွက်ချင်အောင်ဟာဒီကောင်ဘယ်ကိုထိုးနေတာလဲမြန်မာနဲ့ဘူတော့စောက်ကွက်တဲ့တူလက်တီနဲ့ပိတ်ထိုးပလိုက်မြန်မာဘာမှမဖြစ်ဘူးစားပြမောင်းနောက်ကနေလာပြီးတော့မှဘေးယူဟေးဒါဘာလို့တာလဲ Music. လာပြန်ပြီးနောက်တယောက်ဒီတစ်ခါတော့ဓာပဲတွင်းတာဟုတ်တယ်ဓာပဲဟုတ်တယ်လက်ခံလိုက်6လက်မလောက်ရှိတဲ့ဓာကြီးနောက်ကနေအာရပါရတွင်းတာဓာမှဆိုရင်တွေးနည်းနည်းတော့မှမပေးကစ်ချင်တာတော့ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းနောက်ဆုံးကြမှာရဲတွေရောက်လာမယ်အမဘေးနှစ်ယောက်ကရှောခန်နီပြောစရာရှိရမားစရာရှိတဲ့အကုန်လုံးမှာပြီးတော့ရှောမယ်မေတောက် subscribe ဆိုတဲ့ကလေးလေးနေခဲ့ပြီပါပြီးဆိုရင်လေအဲ့ဒီခေါင်းလောင်းလေးနေတာပြီပါဖေးခေါင်းလောင်းလေးကိုနေဖို့မမေးနဲ့တော့ခေါင်းလောင်းလေးနေတာမှကျွန်တော်ဗီဒီယိုလေးတွေအဖေးစီကိုအရင်ဆုံးရောက်လာမှာဦးလေးထပ်ပြောခြင်း